はい、皆さん、こんにちは。私よりアクバが、スーパーモーシーさんへ、第2回へ問題講義ための、たまたねが出会いたが、第1回へ問題講義の、အပုပ်ရှိမှာ 私、မိဝန်တို့၄ပုတ်ဖြေရတယ်ဆိုတဲ့ဟာလေးနော်။အဲ့လေးကိုတော့ပါမယ်။အဲ့တော့တနေ့ကတော့အကုန်လုံးလို့ရှင်းပြပြီးတော့အဖြေကိုတစ်ခုချင်းစီရွေးပေးသွားတယ်နော်။ဒီနေ့ကတော့私 Zoom နဲ့တင်ရတယ်ဒါဆိုလို့ရှိရင်တော့皆さんတို့ဖတ်ခိုင်းလို့ရတယ်ယူခိုင်းလို့ရတယ်ပေါ့နော်အခုတော့私တယောက်တည်းပဲပြောနေရတာဆိုတော့ပေါ့နော်နည်းနည်းလေးတော့ဒီနေ့ဟောစာလေးမိချင်တာစာရေးပြောချင်တာဆိုတော့လေဟိုက်じゃအဲ့ဆိုရင်ပုံမှန်လိုပဲ私ဒီ screen လေးကိုတစ်ချက်ခဏရထားပြီးတော့အရင်ဆုံးကြိုပြီးတော့ဖိုင်လည်းဖတ်ထားကြည့်ပြီးတော့ဖြေလေးစနကြည့်လို့ရတယ်နော်ခဏလေးနားပြပါမယ်ဟိုက်じゃအဲ့ဆိုရှင်私စပါမယ်အဲ့တော့အရင်ဆုံးမိကုန်းဖတ်မယ်ဆိုရင်စမ်းကျူးလေးမှာပါရှိတယ်何々にどんな言葉が入りますか何々にどんな言葉が入りますかနော်ဝက်ကူလေးပေါ့一ဆိုတဲ့ဟာဒီမှာဘယ်လိုမျိုးစကားလုံးလေးကပါနေရလဲရှိနေရလဲဆိုတော့ဝင်ရမှာလေပေါ့ရှိနေရလဲဆိုတာထက် highly mask ဆိုတာထည့်ရမှာလေဘယ်လိုစကားလုံးလေးဝင်နေရမှာလဲပြောချင်တာပေါ့နော်ဒွန်းနာခိုတိုပါတဲ့အဲ့တော့အမြဲတမ်းပြောတယ်အဖြေလေးကတူနေတယ်ဒါရှိသွားပြီးတော့တိုင်းတိုင်းရောက်ပြီးမှစနေအဲ့တော့ကြည့်ရဦးနာကြည့်တာတူတူပဲပေါ့နိဦးနာကြည့်တဲ့ဝနိုင်မတူဘူးပေါ့နော်တဲ့ဝနိုင်ဆိုတော့မဟုတ်ဘူးလို့မတူဘူးပေါ့စံပါどちらも必要ではないどちらもနှစ်ခုစလုံးဘယ်ရမစို့နှစ်ခုစလုံးအကုန်လုံးပေါ့နော်必要ではないမလိုဘူးတဲ့4番どちらか一つだけ必要だどちらかတစ်ခုခုတစ်ဖက်ဖက်က一つだけတစ်ခုပဲ必要だလိုအပ်ပါတယ်တဲ့တူတူပဲမတူဘူးနှစ်ခုစလုံးမလိုဘူးတစ်ခုခုတော့လိုတယ်ပြောသွားရနော်ဖြေလေးရ၄ခုဟိအဲ့တော့သူပေးရတဲ့ဒီကွက်လက်လေးတစ်ဆွဲညမှာဘယ်လိုစကားလုံးလေးကိုထည့်အောင်လဲတဲ့はい読みましょう映像ကွက်လက်လေးကဒီမှာဖြစ်ပါတယ်はいနော်私たちは目が悪くなって物が見えにくくなったとき、メガネやコンタクトレンズを使う。ကျွန်တော်တို့တွေက目が悪くなってမျက်လုံးကခြေနေဆုပ်လာပြီးတော့物が見えにくくなったときအရာဝတ္ထုတွေကိုမြင်မှုခက်ခဲလာမြင်にくいမြင်မှုရခက်ခဲအေးစစ်တယ်မလို့နားတို့ပေါင်းခြင်းခုပြောင်းလိုက်ရတယ်ဒါကြောင့်見えにくくなった時ဖြစ်သွားတယ်နော်メガネမျက်မှန်နဲ့コンタクトレンズဆိုတာလေးက contact lens ကိုပြောတာပါမျက်ကပ်မှန်ကိုပြောတာပါဟို scout သုံးပါတယ်တဲ့そうすることでအဲ့လိုလုပ်လိုက်တော့အဲ့လိုလုပ်တဲ့အရာဖြစ်ပေါ့နော်見えにくいものが見えမှုခက်ခဲတဲ့အရာတွေက見えるようになるမြင်နိုင်တယ်လို့မျိုးဖြစ်လာပါတယ်メガネもနော်コンタクトレンズもどちらもနော်ဒီစလုံးလေးどちらもဆိုတော့နှစ်ခုစလုံး目が悪い人にはမျက်လုံးဆိုးတဲ့လူဆိုတာလေကမျက်လုံးတိတ်မမြင်တဲ့လူပေါ့နော်မကောင်းတဲ့လူပေါ့နော်必要なのであるတဲ့အဲ့တော့မျက်မှန်ပဲဖြစ်ဖြစ်မျက်မှန်ပဲဖြစ်ဖြစ်ဒီ contact lens ဆိုတဲ့မျက်ကပ်မှန်ပဲဖြစ်ဖြစ်နှစ်ခုစလုံးကမျက်စိအားနေလူမျက်စိမကောင်းတဲ့လူတွေဆိုရင်လိုအပ်တဲ့အရာဖြစ်ပါတယ်必要なものであるဆိုတာလေးကစာသုံးမှုဖြစ်တဲ့ desk ကနေပြီးတော့လာတာပါငါ mono desk လို့ပြောချင်တယ်တူတူပါပဲเนาะဟုတ်မျက်စိမကောင်းတဲ့လူတွေဆိုရင်နှစ်ခုစလုံးလိုပဲလို့သူပြောပါတာပါはいしかしဒါပေမဲ့တဲ့เนาะဒါပေမဲ့တဲ့メガネとဒီမှာတို့ပါပါเนาะရှိကားရှိခံလိုက်ပြီဆိုလို့ရှိကြတော့ရှေ့ sentence နဲ့နောက် sentence တွေကဆန့်ကျင်တော့မှာအဲ့တော့ရှေ့မှာပြောသွားတာက必要なものですတဲ့လိုအပ်တဲ့အရာကိုပြောသွားတယ်ဒါကြောင့်ရှိကားရှိဆိုပါသွားပြီဆိုတော့ဒါပေမဲ့လို့ခံသွားပြီဆိုတော့လိုအပ်တဲ့အရာမဟုတ်ဘူးဆိုတာမျိုးသူပြောချင်တာလာတော့မယ်เนาะအဲ့တော့メガネとコンタクトレンズは何々အဲ့တော့လိုအပ်ပါတယ်လို့ပြောတယ်ဒါပေမဲ့ဆိုတော့ညင်းသွားပြီဆိုတော့နောက်မှလိုအပ်တယ်ဆိုတာမျိုးမဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့ဆိုပြီးလည်းပြီးရောအပေါ်မှာကျတော့သူပဲဖြစ်ဖြစ်လိုပဲလို့ပြောတာဒီမှာကျတော့တို့ဆိုပြီးထည့်ထားရပေါ့နော်သူနဲ့ကတဲ့ကွက်လက်ဖြစ်ပါတယ်လို့ပြောသွားတယ်နော်ဟုတ်တယ်ねအဲ့တော့သူနဲ့ကွက်လက်ဖြစ်ပါတယ်ဆိုတော့စဉ်းစားကြည့်မယ်နှစ်ခုစလုံးကမျက်စိအားနဲ့တွေ့တဲ့လူတွေဒါပေမဲ့မျက်မှန်နဲ့ context ကဦးနာကြည့်တာအတူတူပါပဲတဲ့အဲ့ဖြစ်နိုင်လား
နှစ်ခုစလုံးကတော့လိုအပ်ပါတယ်ဒါပေမဲ့မျက်မှန်နဲ့ context နဲ့မတူပါဘူးတဲ့နံပါတ်3နှစ်ခုစလုံးလိုအပ်ပါတယ်ဒါပေမဲ့ဒါပေမဲ့ပေါ့နော်နှစ်ခုစလုံး is your တဲ့ဝါနိုင်မလိုပါဘူးတဲ့နှစ်ခုစလုံးကလိုအပ်ပါတယ်ဒါပေမဲ့တစ်ခုခုပေါ့နော်တစ်ခုခုလေးရပဲလိုအပ်ပါတယ်တဲ့စဉ်းစားကြည့်ပါဒါရှိပြောသွားတာသူ့တိုင်းကိုပဲဒါရှိဘာသာပြန်သွားနော်ဒါပေမဲ့သူပြောတဲ့နံပါတ်1မှာ၄ခုထဲမှာထည့်သွင်းလိုက်တဲ့အချိန်မှာဘယ်စလုံးကအဓိပ္ပာယ်ရှိတဲ့စကားလုံးဖြစ်နေရလဲနော် is your ဆိုပြီးလိုအပ်ပါတယ်လို့နှစ်ခုစလုံးကဒိုချီရာမှု is your နှစ်ခုစလုံးကလိုအပ်ပါတယ်ပြောပြီးတော့မှဒါပေမဲ့မျက်မှန်နဲ့မျက်ကမှန်ကဆိုပြောသွားတာတူတူပဲလားမတူပါဘူးလားနှစ်ခုစလုံးမလိုအပ်ဘူးလားတစ်ခုခုကတော့လိုအပ်ပါတယ်လားဘယ်လိုက်ဒီမှာတင်လဲဒါပေမဲ့ခံသွားတဲ့ကြောင့်မလို့ဒါပေမဲ့သူနဲ့သူနဲ့ကမတူပါဘူးဆိုတော့နိဗ္ဗာန်လေးဖြစ်ပါတယ်ဟဲ့နောက်ဆက်တွေ့လို့ရလားနိဗ္ဗာန်လေးတွေ့လို့ရလားနော်နိဗ္ဗာန်ဖြစ်ရမယ်နော်ဒီနှစ်ခုမဟုတ်တော့ဒီဆိုရဆိုတဲ့နှစ်ခုမဟုတ်တော့ပါဘူးတူညီနေဆိုတာဟာလေဒါပေမဲ့တူညီပါတယ်ဆိုတာရလည်းမဟုတ်ဘူးလေဒါပေမဲ့မတူညီဘူးလို့ပြောတာအဖြစ်မယ်နော်အဲ့တော့မှနောက်တစ်ပေါ်မိကုလေးကိုကြည့်တော့နာနီကဘာကဝါကာရနိုင်တော့တက်စကဘာကနားမလဲရလဲဘာကိုမသိရလဲပြောသွားတယ်နော်အဲ့တော့ဝါကာရနိုင်ဆိုတာလေဒီနားမှာပါပါတယ်နော်ဘာကိုမသိရလဲဘာကိုနားမလဲရလဲတဲ့သူ့ကိုမေးထားပြီဆိုအဖေရခဲ့ဆိုသူ့ရှေ့မှာပဲရှိနော်ဒါပေမဲ့ဒီမှာနည်းနည်းလေးပဲပါတော့ဒါရှိတစ်ခါရထပ်လိုက်မယ်နော်မဆူပထမဦးဆုံးမေဂネは欠けているから他の人が見たらはっきりわかるမျက်မှန်တက်ထားတဲ့အတွက်ကြောင့်တစ်ဖက်လူကကောင်းကောင်းတစ်ဖက်လူကိုကြည့်လိုက်ရင်ပေါ့နော်တတိရှာရှင်းရှင်းလင်းလင်းကိုမြင်ရတယ်နော်ပြီးတဲ့အခါမှာဂါထည့်လိုက်ပြီဆိုတော့မြင်ရပေမဲ့နော်မြင်ရပေမဲ့コンタクトレンズは目の中に入っているのでနော်入れているのでပြောချင်တာကမျက်ကမှန်ကကြတော့မျက်စိရဲ့အထက်မှာထည့်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နော်နော်ဒင်းလေးတွေကိုဂါလေးကိုအရင်ရေးကြည့်ပါပြောချင်တာဒါပထမဆုံးပြောမယ်သူတို့နှစ်ခုကမတူဘူးကွာပထမဆုံးပြောမယ်ဆိုရင်မေကနေကခက်ခဲတဲ့ဤမျက်မှန်တက်ထားတဲ့အခါမှာမျက်မှန်တက်ထားတဲ့အတွက်ကြောင့်ပေါ့နော်ဟိုကာနောဟီတိုကဆိုတစ်ဖက်ကလူကတစ်ဖက်လူကိုမဟုတ်ဘူးနော်ကွန်မန်နဲ့တစ်ဖက်လူကမိတာတာကိုယ့်ကိုကြည့်လိုက်မယ်ကိုကမျက်မှန်တက်ထားရဲဆိုရင်တစ်ဖက်လူကကိုယ့်ကိုကြည့်လိုက်မယ်ဆိုရင်ဟာခီရီဝါကအော်သူမျက်မှန်တက်ထားပြီその人はメガネをかけている人ですねဆိုပြီးတော့ဝါကတ်နားလေသွားတယ်တေချာယူဘာလို့လဲမျက်မှန်တက်ထားတာ哦နော်အဲ့လိုဆိုပြီးမဲ့မျက်ကမှန်ကကြတော့မဲတော့နောက်ကနေဤတဲ့တဲ့ဤမျက်မှန်မျက်စိအတွင်းထဲမှာထည့်ထားတယ်အတွက်ကြောင့်စကေတဲ့ဤတဲ့မို့မျက်ကမှန်ကိုကြတော့ဘယ်လိုပြောမလဲဆိုရင် contact lens ကိုစကေရဆိုပြီးတော့မှာပေါ့ဟိုကတော့မဲကနေကိုခက်ခဲတယ်နော်အဲ့တော့စကေတဲ့ဤတဲ့မို့တက်ထားလေးပဲ他の人にはတစ်ဖက်လူတွေထံကတော့ဝါကာရနိုင်တစ်ဖက်လူတွေကနားမလည်ဘူးတဲ့တထားလည်းပဲနားမလည်ဘူးတဲ့အဲ့လိုပြောသွားပါတယ်ဟုတ်တယ်နော်အဲ့တော့သူပြောဝါကာရနိုင်နားမလည်ဘူးဆိုတာဘာကိုနားမလည်တာလဲတဲ့နော်ဒီကြည့်ပါမေကနေကိုခက်ခဲတဲ့ဤလူကတော့ကမျက်မှန်တက်ထားလားမတက်ထားလားဆိုတော့နားမလည်တာတဲ့ဒီပဲ contact lens ကိုစကေတဲ့ဤလူကိုမျက်ကမှန်တက်ထားလားဆိုတဲ့အညာမျိုးမသိတာတဲ့နားမလဲတာမသိတာပေါ့နော်စပ်ပဲ contact lens ကမေကနေရော်ရီဤကိုတော့မျက်ကမှန်ကမျက်မှန်ထက်ကောင်းနေရအောင်မသိတာတဲ့ညွန့်ပဲမေကနေက contact lens ရော်ရီよく見えるかどうかမျက်မှန်ကမျက်ကမှန်ထက်ကောင်းကောင်းပို့ပြီးမြင်ရလားမမြင်ရဘူးလားဆိုတော့မသိတာတဲ့ဒါဆိုရင်မျက်မှန်だと思いますか選んでくださいね。何番ですか？はい。これも2番ですね。のコンタクトレンズをつけていることをわからない人だ。のとပြောထားတယ်。つけていても他の人にわからない。ဒါကြောင့်လေမျက်စိရဲ့အတွင်းထဲမှာထည့်ထားတဲ့အတွက်ကြောင့်はい。大丈夫ですか ?2 番ですよ。はい。ダメの次。そういい。3番。そんなことはどんなことですか今見えないはれ見えない見えの
そんなことはどんなことですかအဲ့တော့ညင်သားထားတဲ့ဟာကိုပြပြီးတော့ဘယ်လိုဟာလဲဘယ်လိုအတိတ်ပဲလဲဘယ်လိုအရာလဲဆိုရင်ဒီそんなことဆိုတဲ့ညွှန်းထားတဲ့ဟာလေးအတိတ်ပဲကိုနားလဲရမှာသူညွှန်းတဲ့အကြောင်းအရာကိုသိရမှာနော်そんなことဆိုတာကဘယ်လိုအရာကိုပြောရလဲတဲ့ Okay 続いて読みましょうまたထပ်ပြီးတော့တဲ့နော်メガネは運動すると取れたり落ちたりすることがあって運動しにくいが、コンタクトレンズはどんなに動いても、そんなことはあんまりなくて運動しやすい。ただပြန်ကြည့်မယ်ဆိုရင်またထပ်ပြောရမယ်ဆိုရင်ဘာကြီးရလဲメガネがအားကစားလုပ်ရင်ချွတ်လိုက်ဖြုတ်တိုးတဲ့တာရီဆိုယူလိုက်ပေါ့နော်ဦးချီတာရီဆိုဖြုတ်ပြန်ဖြုတ်ချလိုက်ပေါ့အဲ့လိုຢာတွေကအသက်ရှိတယ်ပေါ့မြန်မာဆိုရင်ကွာတက်လိုက်ချွတ်လိုက်လို့ရတယ်အဲ့လိုຢာကရှိပြီတဲ့温度ရှိနိခွိအားကစားလုပ်တဲ့ခါမှာဘာဖြစ်လဲနည်းခက်ခဲတယ်ပေါ့အဲ့လိုဆိုပြီးမဲ့က contact lens ကြတော့どんなに動いてもဘလောက်ပဲလှုပ်ရှားမှုတွေလုပ်နေလဲပဲそんなことはあまりなくてအဲ့လိုရာတိတ်ပြီးတော့မရှိဘဲနဲ့温度ရှိရာဆိုရင်အားကစားတဲ့ခါမှာလွယ်တယ်အဲ့လိုရာမရှိဘူးဆိုတာဘလို့ရာမရှိဘူးဆိုတာပြောရလေသူကနှိုင်းရတာနော်မေဂါနေနဲ့ brand စုနဲ့နှိုင်းရှင်တာနော်မေဂါနေကတော့အားသားလို့ရင်တက်လိုက်ဖြုတ်လိုက်နဲ့ရှိတယ်အားသားလို့ရတာခက်ပေမဲ့မြက်ကမှန်ကကြတော့ခက်တယ်ပေါ့နော်မြက်ကမှန်ကကြတော့ဘလောက်ပဲလှုပ်ရှားမှုတွေရွေးရှားမှုတွေလုပ်လေပဲအဲ့လိုမျိုးအရာကတိတ်ပြီးတော့မလိုအပ်ဘူးတိတ်ပြီးတော့မရှိဘူးအဲ့ဒီအတွက်ကြောင့်အားသားလို့ရတာလွယ်တယ်လို့ပြောသွားတာအဲ့လိုအရာဆိုတာဘယ်စကားလုံးကိုညွှန်းတာပါလဲ私အခုကားလာချက်ပေးတဲ့ထဲမှာဘယ်စကားလုံးကိုညွှန်းသွားတာလဲအဲ့လိုအရာဆိုတာပြအပြောကြည့်ပြီနော်ဘယ်ရအောင်ညွှန်းသွားတာလဲအပေါ်ကရအောင်ညွှန်းသွားတာပါဖြုတ်လိုက်တက်လိုက်ဆိုရအောင်ညွှန်းသွားတာပါဟုတ်တယ်နော်အဲ့တော့私ကそんなことဆိုတာဘယ်လိုရအောင်ပြောရလဲဆိုလို့ရှိရင်တို့ဖြေချကြည့်မယ်一番コンタクトレンズが取れたり落ちたりすること2番メガネが取れたり落ちたりすることコンタクトレンズをつけて運動すること4番メガネをかけて運動することはい何番ですかそんなことを見やのသူပြောထားတဲ့အပိုင်းလေးမှာကမေဂါနေကဒီမှာတစ်ပိုင်းပြီးသွားပြီနော်ဒါလေးက contact lens ရဲ့အပိုင်းလေးနော် contact lens မှာအဲ့လိုမရှိဘူးမေဂါနေကတော့တက်လိုက်ချလိုက်လုပ်ရတယ် contact lens ကတော့တက်လိုက်ချလိုက်မလုပ်ရဘူးဆိုတဲ့သဘောဆိုတော့ဘယ်နံပါတ်ရေးမလဲはい1番ဖြစ်ပါတယ်ကိုတာရောနော် contact lens က取れたり落ちたりすること私ထင်တာ皆さんတို့စမ်းရုံမဖြစ်ဘူးလို့ထင်တယ်။နီးနဲ့မှားမယ်နော်။နီးနဲ့မှားနေဦးမယ်နော်။မျက်မှန်ကိုချွတ်လိုက်တက်လိုက်လုပ်တဲ့အရာကိုမလုပ်လို့တဲ့အရာလို့ပြောချင်တဲ့တော့ဖြစ်သွားအောင်မယ်။そんなことဆိုတာညွှန်းပေမဲ့そんなことဆိုတာတိုးတဲ့တာတွေအိုကြည့်တာတွေဆိုတာပဲပါတာ။ရှေ့ကဒီ subject မဲကနေနဲ့ contact lens ဆိုတာကွာတယ်။ဒါကြောင့်私တို့က一番見ရမှာ။ရမယ်နော်။はい。いいでしょうか。1番ですね、答えは。はい。次。33。この人は、コンタクトレンズはどうだと言っていますかဒီလူက コンタクトレンズကိုဘယ်လိုအရာပါဆိုပြီးတော့ပြောသွားတယ်နော်မျက်ကမှန်မိသွားနော် contact lens ကိုမိသွားတာပါはいဆက်ဖတ်ပါမယ်しかしတဲ့နော်ခုနပြောခဲ့တယ်အားစားလို့ရလွယ်လို့ပြောရနော်ရှိကရှိတဲ့ဆိုပြီးတော့ဒါပေမဲ့အဲ့တော့အားစားလို့ရလွယ်တယ်ပေါ့တက်လိုက်ချွတ်လိုက်မလို့ရဘူးကွာအားစားလို့ရလွယ်တယ်ဆိုတော့ပြောရမယ်ဆိုရင်သူ့ရဲ့အားသာချက်လေးဖြစ်နေလားနည်းလေးကောင်းတဲ့ချက်လေးဖြစ်နေလားမကောင်းတဲ့ချက်လေးဖြစ်နေလားသူပြောတဲ့သဘောလေးမှာသူ့ရဲ့အသုံးနှုန်းလေးမှာပေါ့နော်မြန်မာကျတော့ကွာတက်လိုက်ချွတ်လို့ရတယ်အားစားလို့ရခက်တယ်နိုင်ငံမှာကျတော့အဲ့လိုတက်လိုက်ချွတ်လိုက်ကိုမျိုးမလို့ရအောင်အဲ့တော့အားစားလို့ရလွယ်တယ်ဆိုတော့သူပြောနေတာကဒီအထိကကောင်းတဲ့အရာကိုသူပြောနေတာနော်ကောင်းတဲ့အရာကိုပြောနေတာဟုတ်တယ်နော်運動しやすいဆိုတော့ equal လို့ပြောနေပါတော့しかしခံလိုက်ပြီဒါပေမဲ့လို့ပြောသွားပြီဒါပေမဲ့危ないことがある危ないことがあるလုံးဝကိုအန္တရာယ်ရှိတဲ့အရာရှိတယ်အန္တရာယ်များတဲ့အရာရှိတယ်လို့ပြောသွားတယ်โอเคနော်အဲ့တော့
コンタクトレンズをつけている目にボールがあったら、怪我をしてしまうこともあるからだ。အဲ့ဒီမျက်ကမ်းမှန်ကိုတက်ထားတဲ့မျက်စိကိုပေါ့နော်ဘောလုံးတွေပါကန်နေချိန်မှာအတ္တတာလာပြီးထိမှန်တာအတ္တရボールがあったるဘောလုံးထိမှန်တာဘောလုံးအထိမှန်လိုက်ရင်怪我をしますတန်ရာရတာ怪我をしてしまうこともあるからだတန်ရာရနိုင်တဲ့အရာမျိုးတွေလည်းရှိနိုင်တဲ့အတွက်ကြောင့်ပါဆိုပြီးတော့သူပြောသွားပါတယ်はいအဲ့တော့ဒါရှိအဖြေကိုတစ်ကြည့်ကြည့်ရအောင်သူပြောတာcontact lens ကိုဘယ်လိုလို့သူပြောသွားလဲလို့မိသွားတဲ့အတွက်ကြောင့်မလို့နော်ဒီနေ့တစ်ချောင်းလေးပဲကျင်တော့ရနော်အဲ့တော့အဖြေလေးတစ်ချက်ကြည့်မယ်ဆိုရင်နံပါတ်1ဒီမှာဆိုကျောင်းမကျင်တော့ဆိုတော့ဒါရှိဆုံးအောင်ဖတ်လိုက်တော့ပိုကောင်းမယ်တဲ့နှမှုဆိုအဖြေမဆုံးဖြစ်နေအောင်ပေါ့နော်ဘာကြောင့်လဲဆိုတော့အကယ်၍များတာပေါ့နော်စန်ကျူဆန်လေးရဲ့နောက်မှာစန်ကျူယွန်းလေးတာပါမယ်ဆိုရင်ဒါရှိကအောက်ဆုံးတစ်ချောင်းမဖတ်သေးချန်ခဲ့ပါနော်အဲ့ဒါဥဟာကနောက်ဆုံးဖို့ဖြစ်နေပြီမလို့ဒါရှိတစ်ခါလေးဖတ်လိုက်ဘာကြောင့်လဲဆိုတော့အောက်ဆုံးထိအသေးပဲကသူ့အဖြေမှာပါလိုက်နေနေပေါ့နော်အဲ့ဒါမှကိုရွေးချင်မှန်ကန်အောင်လို့はいအဲ့တော့2つのいいところを考えてကောင်းဒီနှစ်ခုရဲ့ပေါ့နော်メガネနဲ့ contact lens ရဲ့ကောင်းတဲ့အရာတစ်ခုစဉ်းစားပြီးတော့私はကျွန်တော်က運動するときはအားသာလို့ရင် contact lens ကို使ってသုံးပြီးတော့勉強したり本を読むときはメガネをかけるようにしているနော်အဲ့တော့ကောင်းတာဆိုတာいいことလည်းရှိတယ်悪いことလည်းရှိတယ်အဲ့တော့私はအဲ့ဒါကိုချင်းချင်းစဉ်းစားပြီးတော့ကျွန်တော်ကတော့အားသာလို့ရှိရင် contact lens ကို使う勉強တာတွေ本を読むတဲ့အချိန်မှာဆိုရှင်နော်メガネをかけるဆိုပြီးတော့လုံနေပါတယ်လို့ပြောသွားပါတယ်ကြမယ်နော်အဲ့တော့အဖြေဖတ်ပါမယ်1番勉強したり本を読んだりするのにいいသူမေးသွားတာ contact lens နော်はい2番本を読むときはいいが運動しにくい3運動はしやすいが危ないときもある4運動にもいいし全然危なくない。はい、何番ですか？はい、そう。これは3番ですね。答えは。の運動しやすいが危ない時もある。ဒီများလေးဖြစ်ပါတယ်။運動しやすいしかし危ないことがある。ရမလားအဲ့ဆိုရင်私ကိုအဲ့လေးပုတ်ပေါ့နော်ဒါဆိုရှင်ဒီလေးကိုလေးပြီးတော့ပါပြီအဲ့တော့သူလိုက်ပြီးတော့ဖြည်းကြည့်တာဖြည်းတူကြလားကြည့်မြတူမယ်လို့ထင်ပါတယ်နော်ဒီပုံလေးကခက်နေလေကျုံနေဒါပေမဲ့နည်းနည်းပါးလေးမြနားလေးမူလေးသွားတာတကူလေးတွေ့ရလွဲသွားတယ်ပေါ့နော်ဆိုလို့လွဲသွားရဆိုရှင်လေဒါရှိပြန်ပြောတဲ့ဟာလေးပေါ့ဘယ်အချက်လေးကိုကြောက်ဒီဖြေကမယူရတာပါဆိုတာမျိုးလေးပေါ့နော်တတိထားပြီးတော့တခြားဖတ်ကြည့်ပါမယ်ဆာမွေးရလို့ရှိရင်လည်းအဲ့လိုတစ်ဆက်ချင်းလေးကိုစဉ်းစားပြီးတော့မိကုန်းလေးကိုကြည့်လိုက်ဖြေလေးကိုကြည့်လိုက်လုပ်မယ်နော်はい今日の動画はここまでですはいお疲れ様でした